ဘယ်သူတွေကိုအားနာခဲ့ကြောင်းပြောကြည့်မလားအန်ဂျယ်မင် Walk Up Diary အန်ဂျယ်မင်ကျဲတင်းနဲ့နောက်တစ်နေ့နောက်တစ်ချိန်ဖြစ်ပါတယ်ကျွန်တော်ပြောဆိုပြခဲ့ကြတဲ့ပုံစံကလုံးဝအလွတ်ပါပဲလူသားတယောက်ချင်းစီရဲ့လွတ်လပ်စွာကွဲပြားမှုကိုနောက်ကားခံပြီးခြာပြောပြခဲ့ကြတာပါဒါကြောင့်အတ္တပိုင်းဆိုင်ရာလူကြုံဘောတွေမြင်တွေ့ရနိုင်ပါတယ်ကျင်းဝတ်ပိုင်းစီးကြော်မှုတွေကြောင့်ဒရိုရင်တွေတောက်လျှောက်ဖြစ်ပေါ်နိုင်တာလည်းရှိပါတယ်ဒီမှာ conversation တစ်ခုရဲ့ကျယ်ဝန်းမှုကိုကျွန်တော်ထုတ်ယူသုံးစွဲခဲ့ကြောင်းဝန်ခံပါတယ်ခမရရင်နဲ့စပိန်နိုင်ငံတော်မရှိသလိုပါလားဟာအဲ့လိုမဟုတ်ပါဘူးဆိုပြီးစပိန်ဘုံတော်ပွဲတွေကျွန်တော်ရှာကြံပြောလို့ရနိုင်တာပဲဒါမဲ့စာရေးခဲ့တဲ့နှစ်ကာလများတစ်လျှောက်လုံးမှာစပိန်သည်ဘိုးဆွဲပါစေတည်းလို့ကျွန်တော်အာယုံမရခဲ့ဘူးတာတော့အမှန်ပါပဲအဲ့ဒါဘာကြောင့်လဲဘာအဓိပ္ပာယ်လဲကျွန်တော်မမေးပါနဲ့ကြက်တဲ့စပိန်တပ်ပြားဟာကျွန်တော်ဆက်နေဆိုမဆွဲဘူးလို့ပဲသဘောထားပြီးပါလားစပိန်ကိုရန်သူတော်ကြီးတသင်းလို့ထင်နေတာမျိုးလားသူတို့ဘိုးဆွဲသွားရင်ခမခိုက်ခိုက်တုံနေမှာလားအဲ့လိုမဟုတ်ဘူးကြက်တဲ့အလွန်ဆုံးသူတို့နဲ့အတူမပျော်ရွှင်နိုင်မှာမျိုးလောက်ပဲရှိနောက်ဆုံးဗျာသူတို့စုဖွဲ့ပုံရအဲ့လိုဖြစ်မသွားဘူးလို့လေကျွန်တော်မှငင်းပယ်နိုင်တဲ့ခွန်အားမရှိပါဘူးအနည်းဆုံးတစ်ခုပြောရရင်2010ကမ္ဘာဖလားဖိုင်နယ်မှာကျွန်တော်ကနယ်သာလန်ဖြစ်တယ်သွေးနဲ့သားနဲ့ကိုဖြစ်ခဲ့တယ်ဒါပေမဲ့အချိန်ပေါ်မှာအီနီစတာကတလုံးသေးသောအနိုင်ကိုရှာတွေ့သွားတော့လေကျွန်တော်ကကြီးလင်းလင်းရှိနေတော့မှာတိတ်မကြဘူးထင်လို့နည်းနည်းမေးပြရစီစပိန်မှာခမားချစ်တော်တွေကဘယ်သူများဖြစ်မလဲဒီလာဖွန်တေဗျာသူ့ရဲ့စပိန်လက်ဝဲစဉ်အသင်းတက်တန်းအဆင့်ဆင့်မှာပျော်ဝင်ခဲ့ပုံဖြစ်ဖဲတွေတင်ခဲ့ပုံတည်ငြိမ်မှုကြီးမားပုံတွေကဖြုံလို့ရပါတယ်နေရှင်းလေးရတယ်ဗျာနောက်နှစ်မှာယူရိုရတယ်မစ္စတာဆောက်ရဲ့အင်္ဂလန်ကိုနော့အောက်ချပြီးတော့ပေါ့ကစားမတွေတဲကဆိုပတ်ထရီရိုရီတို့ရှိမှာပေါ့ဒီမှာလမိုင်းရမဲကိုမဖြစ်မနေစောင့်ကြည့်ရမယ်နီကိုဝီလျံကိုယူရိုတုံးကအတိုင်းပြန်မြင်ခြင်းနဲ့ဒီမှာတစ်ဆက်တည်းပြောလိုက်မယ်နော်ဘယ်သူတွေကိုခံစားလို့မရတာလဲလို့တော့မမေးနဲ့ရန်များတယ်အန်ဒီရရှိတယ်ကျွန်တော်မဖြေနိုင်ဘူးကြီးကျယ်ပြောလိုက်ပါဦးမယ်ခင်ဗျားရဲ့မိခင်တိုက်ရေးကအင်္ဂလန်ဖြစ်ပါလေနဲ့ဘာလို့များသူတို့စီရောက်ပေါက်နေနေရလဲဒီလုံးနဲ့ပတ်သက်ပြီးနာကျင်ကြိုက်ခဲခဲ့တဲ့နှလုံးသားတွေခင်ဗျားကိုထုတ်ပြအောင်မလားဘဝမှာဒီထက်ကောင်းတဲ့ဒါမှမဟုတ်ဒီထက်ယူမှုဆန်တဲ့အင်္ဂလန်တွေတွေ့မှုခဲ့လာပေါ့ဗျာနောက်တစ်ခါလာလဲ1966တွေတော်လိုက်ပါတော့အင်္ဂလန်ကိုချန်ပီယံဖြစ်မျှော်လင့်မလားအာဖရိကမျက်နှာသစ်လေးကိတ်ဗာတွေကိုစူတောင်းစကားဆိုမလားလို့ခင်ဗျားမေးခင်ဒုတိယနီလန်ကိုကျွန်တော်ရွေးမယ်တော်ပါတော့ဆိုမှထပ်ပြောလိုက်ခြင်းသေးတယ်အင်္ဂလန်သားပုံမဆွဲခဲ့ရင်ဘယ်သူတွေကိုခင်ဗျားအားနာနေမိမလဲပထမတော့သောမတ်တူချယ်ကိုရွေးအောင်မလို့ပဲဒါမဲ့အဲ့ဒီလောက်လည်းဖြစ်မနေပါဘူးတွေးမိပြန်တယ်ယူရိုမှာအင်္ဂလန်သားပြည်သားကြောင့်ပန်နယ်တီလွဲခြင်းနဲ့တက်တည်ပြခဲ့ရသူစာကာလေးကိုအားနာတယ်နောက်၄နှစ်မှသူစားနိုင်ပါအောင်လားတွေးမိပြီးအသက်30ဟယ်ရီကိန်းကြီးကိုလည်းအားနာခဲ့ကြောင်းပြောမိလိမ့်မယ်ထင်တယ်ဒီပြိုင်ပွဲရဲ့နီးပြတွေလည်းဘယ်သူကစောင့်ကြည့်ခြင်းစရာအကောင်းဆုံးဖြစ်မလဲကလပ်သင်းတွေမှာပဲဆယ်စုနှစ်3ခုကျော်လွှမ်းမိုးခဲ့သူဒွန်ကာလိုကြီးရဲ့နိုင်ငံအသင်းကိုပထမဆုံးချိန်ပြန်လည်ကင်တွယ်မှုပေါ်ကျွန်တော်စိတ်ဝင်စားနေပါတယ်2002ခုနှစ်နောက်ပိုင်းကလေးကရွက်မလွှင့်နိုင်သူဘရာဇီးတွေပြန်လာတဲ့ခြေတံကိုကြားကျင်တာလည်းအတိအကျအကြောင်းရင်းပါကျွန်တော်သိတယ်ဘရာဇီးကိုအရန်မျှော်လင့်ထားလို့မရသေးတဲ့အကြောင်းတွေပေါ့တချင်ကကမ္ဘာဖလားတစ်ခုလာတော့မယ်ဆိုလာတန်ကြာလိုကလေးကဆမ်မာတီတွေစူကြွကြတယ်မော်စယာတပ်ဖွဲ့ကြီးတစ်ခုလုံးအငမ်းမြချင်းကပ်ကြခံမှန်းကြခြေစစ်ပွဲရောခြေဆန်းပွဲရောတပွဲမှာအလားအသက်မဖြစ်เสียဘူးလို့ကြွေးကြော်ကြပြိုင်ပွဲတစ်ချောင်းလုံးဘရာဇီးဟိုတယ်ကမပြန်နိုင်ခဲ့ကြတဲ့ကျွန်တော်တို့တွေပေါ့အဲ့လိုနဲ့ဘရာဇီးဝေးဖြစ်သွားကြတာကျွန်တော်တယောက်တည်းတော့မဟုတ်တော့ဘူးထင်ပါရဲ့ဂျက်တီ